ပေါက်ပင်ဘာကြောင့်ကိုင်းရတယ်ဆိုတဲ့ကိစ္စလေးနားတော့တာသိပြီပါမချောခနာပါ
တတ်တယ်ဆိုတဲ့ဝါဟာကိုယ်ရည်လေးမှာမရှိတော့ဘူးကွာဒီဟာမြတ်စွာဘုရားရဲ့မြတ်တာကိုရိုင်းပါလေအတာဝါရဲ့ဌာနနာမည်ရိုင်းပါလေမိကိုယ်ရည်လေးကထွက်သွားတော့ကွာမိသွားပါတော့ကွာမိသားစုရဲ့ရိုင်းလူရဲ့ကိုင်းများစိတ်လေးထားတယ်ဘူရဲ့သာတရေတခါသေးဘူးရင်မနာလေဘာပေမောင်ကိုင်းနေကိုနာလို့ရသူသားဝေမချောလေးရဲ့ညမောမောင်ကတော့မှန်နေကိုကတော့ပေမရောက်ကိုင်းရိုင်းလာလို့ကိုင်းနေရတယ်ဝေရိုင်းလာကိုင်းရပါတယ်ဝေမောင်ဘာလို့မချောပိတ်ချင်တဲ့မောင်လေးဟာရမချောရတဲ့စပါးအခုလာလာကိုပြန်လာတော့ဒီလိုအစီရမယ်ဟောလေမောင်ကတော့ကြောက်ရတယ်မောင်မချောလို့လည်းအလုံးညမောင်你们往外看了的，老婆的黑门不的啥的呢？那咖啡屋了的，屋了哪来的？我，你让往上面去那个，你路要我嘛不说的，你要玩我讲嘛喽？哦，你家未来路也。သူဝေခုနာရန်ရတော်သတ်တိုင်းရတဲ့မာယေကိသတ်ကြီးသတ်ပါသေးဘူးရေမူနာလာနေကိုမဘီမောကိကိုနာလို့ရမသူသားလို့ဝဲမချောလေးရဲ့မြမတော့လို့မောင်အဆောင်နိုင်နေကိုကတော့ဘီမရောက်တိုင်းရိုင်းလာလို့ကိုင်းနာဝေရိုင်းလာကိုင်းနာကိုကျေးဇူးတင်ပါတယ်ခင်ဗျာ